မင်္ဂလာပါခင်ဗျာအားလုံးပဲတာလီစွာပါတိတ်တန်းစီချွေရနာဆိုင်မှာကြော်စရာလေးဖြစ်ပါတယ်ဒီနေ့ပြောပြပေးသွားမှာကတော့ 18K အကြောင်းပဲဖြစ်ပါတယ် 18K ဆိုတာရွှေအဆက်လားဘလို့အမျိုးအစားလဲ 18K ရဲ့အသားတစ်စိတ်ကတော့ AU 950 Italy 18K ပါ 18K ကကာလာအပြင်3ရောင်ရှိပါတယ် white ကို yellow ကို pink ကိုဆိုပြီးတော့ကာလာအပြင်3ရောင်ရှိတာဖြစ်ပါတယ် 18K ကရွှေပေါင်မှုနှုန်းက85ရာခိုင်နှုန်းအခြားတတုကတော့25ရာခိုင်နှုန်းပေါက်ပါတယ်ခင်ဗျာ 18K ကအခြား16ဘက်ရေ15ဘက်ရေရွှေတို့ထက်တတုပေါင်းမှုလုံးများတာဖြစ်တဲ့အတွက်အကျန်းခံပြီးတော့ခိုင်ခန့်ပါတယ်လူငယ်တွေကြားလည်းအပန်းစားတာဖြစ်ပါတယ်တိတ်တန်းဆွေချင်းရတနာဆိုင်မှာဆိုရင်တော့ AU 950အသားတစ်စိတ်ပါတာဖြစ်တဲ့အတွက်ပြန်လဲပြန်ရောင်းလုပ်လို့ရပါတယ်ခင်ဗျာအခုလိုဘူးသူတာအကြောင်းအရာလေးတွေကိုသိချင်တော့တိတ်တန်းရဲ့ဆွေချင်းရတနာဆိုင်ရဲ့ page ကို like and follow လေးလုပ်ဖို့မမေ့ပါနဲ့ပေါ့နော်အခုလိုနားထောင်ပြီးခဲ့တဲ့အတွက်မိဘပြည်သူများကိုကျေးဇူးတင်ပေးချင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့လည်ခင်းလေးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ